ဖျားနောက်ပဲလိုက်ပြီးလမ်းပြောင်းနေခြင်းစုံမင်းစခစ်ကတရားတရားလွန်ခဲ့လာတဲ့လင်မယား2ယောက်ရှိပါတယ်သူတို့ကဖျားเจ้าမှာပထမဆုံးအမွေးတိုင်ကိုရအောင်ထုံးနိုင်ရင်ဆူတောင်းသမျှပြည့်ပြီးစီးပွားတွေတက်လာလိမ့်မယ်လို့အပိုင်တွက်ထားကြတာပေါ့ဒါကြောင့်သူတို့ဟာမနက်စောကြီးတန်းခေါင်ရန်အချိန်ကလေးကဖျားเจ้าကိုအပြေးလွှားသွားခဲ့ကြပေမဲ့ခါတိုင်းလဲသူများတွေပဲအမြဲဥသွားတတ်ပါတယ်ဒီလိုနဲ့ပဲလင်မယား2ယောက်ဟာစိတ်တူဒေါသထွက်လာပြီးဘုန်းကြီးတွေညာနေတာပဲဆိုပြီးဆရာတော်ကြီးစီတွားရောက်ပြဿနာရှာပါတော့တယ်ဒီခန်းကတော့လူတွေဟာအပေါ်ရန်အခန်းအနားတွေနောက်ကိုပဲကန်းမူလိုက်နေပြီးတကယ်အနှစ်သာရကိုမေ့လျော့နေတတ်တဲ့သဘာဝကိုမိမောင်းထိုးပြထားတာပါတကယ်ဦးဖျားကုသိုလ်ကိုရှာဖွေခြင်းကျောင်းထိုင်ဆရာတော်ကြီးကသူတို့ကိုပြန်ပြီးအငင်းခုံမလုပ်ပဲဝမ်ဖူးလို့ခေါ်တဲ့လူတစ်ယောက်ကိုတွားရှာခိုင်းလိုက်ပါတယ်လင်မယား2ယောက်ပဲ6လလောက်လိုက်ရှာပြီးတဲ့နောက်မှာတော့မုံရောင်းကောင်းလုံးလို့လူစီကားနေတဲ့ဝမ်ဖူးရဲ့မုံဆိုင်လေးကိုတွေ့သွားကြတာပေါ့ဒါပေမဲ့ထူးဆန်းတာကဝမ်ဖူးကကျွန်တော်ဖျားเจ้าကိုတခါမှမတွားဘူးကျွန်တော်ချိန်တွေကိုစိုင်လုပ်ငန်းနဲ့အိမ်ကအမေအိုကြီးကိုပြုစုဖို့ပဲသုံးတယ်လို့ပြောလာပါတယ်သူဟာနေတိုင်းပထမဆုံးရတဲ့စံပြုတ်တစ်ခွက်နဲ့ပထမဆုံးချက်တဲ့မုံတစ်ခုကိုမိခင်ဖြစ်သူကိုအရင်ဆုံးဦးဖျားလုပ်ကြည့်လိမ့်ရှိတာကိုဆရာတော်ကြီးကဒါဟာတကယ်ပထမဆုံးအမွေးတိုင်ကုသိုလ်ပဲလို့ရှင်းပြခဲ့ပါတယ်ဒီအခန်းကတော့မိဘကိုလှုပ်ကြွေးခြင်းကသာဘဝရဲ့စစ်မှန်တဲ့ပျော်ရွှင်မှုနဲ့အောင်မြင်မှုရဲ့ရေးသက်ပန်းဖြစ်တယ်ဆိုတာကိုနှိုင်းရှင်ပြသွားတာဖြစ်ပါတယ်။တကယ်တရားဆိုတာနေ့စဉ်ဘဝထဲမှာပဲရှိတယ်။နောက်ဆုံးမှာတော့လင်မယား2ယောက်နားလည်သွားခဲ့ပါပြီ။သူတို့ဟာအပြင်ကဖျားကိုသာတဆာရှိခိုးနေခဲ့ကြပေမဲ့အိမ်ကအမေအိုကြီးကိုကြတော့အေးဆက်နဲ့ညှင်းဆဲခဲ့ကြတာ။ဒါကြောင့်မို့လို့လဲသူတို့ပိုဆင်းရဲလာခဲ့ရတာပေါ့။ဆရာတော်ကြီးရဲ့လမ်းညွှန်မှုကြောင့်သူတို့အမြင်မှန်ရသွားပြီ။အိမ်ပြန်ရောက်တဲ့အခါမိဘကိုတေချာလှုပ်ကြွေးတယ်။အိမ်နီးနားချင်းတွေကိုကူညီကြရင်းနဲ့ပဲသူတို့ဘဝလေးဖြည်းဖြည်းချင်းတာယာပျော်ရွှင်လာပါတော့တယ်။ဗီဒီယိုရဲ့နောက်ဆုံးပိုင်းမှာတော့တရားကျင့်တယ်ဆိုတာအမွေးတိုင်ထုံးတာတင်မဟုတ်ပါဘူးမိမိရဲ့မမာနတွေကိုချပြီးနှလုံးသားထဲမှာကရုဏာတရားထားရှိကတတ္တဝါအလုံးအပေါ်ယိုသေးတတ်ဖို့ဖြစ်ပါတယ်မိမိနှလုံးသားထဲမှာဖျားတည်နိုင်ပြီးအနိကဆုံးမှုတွေကိုကောင်းမွန်စွာဆက်ဆံနိုင်ခြင်းကသာအကောင်းဆုံးသောတရားအားထုတ်ခြင်းဖြစ်ပါကြောင်းတင်ဆက်ပေးလိုက်ရပါတယ်ဖျားဖူးပြီးအမွေးတိုင်ထုံးဆူတောင်းတာတကယ်ပဲအကျိုးရှိရဲ့လားဒီဇလန်းကဖျားဖူးမွေးတိုင်ထွန်းချင်းရဲ့တကယ်အနှစ်သာရကိုမေးခွန်းထုတ်ထားတာပါလူများစုဟာအပေါ်ရန်အခန်းအနားတွေနဲ့ဆူတောင်းခြင်းနောက်ကိုပဲမျက်ကန်းလိုက်နေကြပြီးကိုကျင့်တရားနဲ့စိတ်တက်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲဖို့ကိုတော့မေ့လျော့နေတတ်ကြပါတယ်။စုံမင်းဆက်ကလင်မယား2ယောက်နဲ့ဝမ်ဖူဆိုတဲ့လူတစ်ယောက်ရဲ့အကြောင်းကိုအခြေခံပြီးတကယ်တရားအားထုတ်ခြင်းကုသိုလ်ယူခြင်းဆိုတာဖျားเจ้าကံတွေက အမွေးတိုင်မိခိုးတွေထဲမှာရှိတာမဟုတ်ပဲမိမိတို့အနီးနားကလူတွေကိုကောင်းမွန်စွာဆက်ဆံခြင်းနဲ့မိဘကျေးဇူးဆက်ခြင်းထဲမှာပဲရှိတယ်ဆိုတာကိုဒီဗီဒီယိုကရှင်းလင်းပြသသွားမှာဖြစ်ပါတယ်။မိနှလုံးသားထဲမှာတည်တတ်တဲ့စိတ်ရှိပြီးကောင်းမှုကုသိုလ်တွေပြုလုပ်ခြင်းကသာလူတစ်ယောက်ရဲ့ကံကြမ္မာကိုပြောင်းလဲစေပြီးကံကောင်းခြင်းတွေကိုယူဆောင်လာပေးမဲ့အဓိကသောချက်ပဲဖြစ်ပါတယ်။ပထမအချက်တရားလွန်ခဲ့နေတဲ့လင်မယား2ယောက်ဟာချမ်းသာခြင်းစောနဲ့ဖျားเจ้าမှာပထမဆုံးအမွေးတိုင်ဦးဖျားကုသိုလ်ကိုရအောင်ထွန်းဖို့ပဲအစွဲလန်းကြီးနေခဲ့ကြပြီးဖျားဖူးခြင်းရဲ့အခြေခံရည်ရဲချက်နဲ့ကိုကျင့်တရားတွေကိုတော့မေ့လျော့နေခဲ့ကြပါတယ်။ဒုတိယအချက်ကျောင်းထိုင်ဆရာတော်ကြီးကထောက်ပြခဲ့တာကတော့မုတ်ဖို့သမားဝမ်ဖူဟာဖျားเจ้าကိုတခါမှမလာဘူးပေမဲ့သူဟာနေတိုင်းပထမဆုံးရတဲ့စံပြုတ်တစ်ခွက်နဲ့မုံတစ်ခုကိုမိခင်ဖြစ်သူကိုဦးဖျားလုပ်ကြည့်ပြုစုလေးရှိတာကြောင့်ဒါဟာကဘာပေါ်မှာအမွန်မြတ်ဆုံးဦးဖျားအမွေးတိုင်ကုသိုလ်ပဲဖြစ်ပါတယ်။တတိယအချက်တရားအားထုတ်တဲ့ကုသိုလ်ယူရဲဆိုတာအပြင်ပန်းအခန်းအနားတွေဒါမှမဟုတ်ရှုပ်ထွေးလာတဲ့စီးမင်းတွေထဲမှာရှိတာမဟုတ်ပါဘူး။မိတို့ရဲ့နေ့စဉ်လူနေမှုဘဝထဲမှာမိဘကိုလှုပ်ကြွေးခြင်းနဲ့သူတစ်ပါးပေါ်ကျင်နာစိတ်ထားခြင်းရှိမရှိဆိုတာပေါ်မှာပဲမူတည်နေပါတယ်။စတုထချက်ဒီလင်မယား2ယောက်ဟာအိမ်ကမိခင်အိုကြီးကိုကြတော့ယိုသေးမှုမရှိဘဲစိတ်ကြီးဝင်နေခဲ့ကြလို့ဖျားဘလောက်ပဲရှိခိုးပို့ပြီးတော့သာဆင်းရဲလာခဲ့ရပါတယ်။ဒါဟာဝေဘုံမိကံဆိုတာမိတို့ရဲ့ကိုကျင့်တရားပေါ်မှာပဲအခြေခံနေဆိုတဲ့အမှန်တရားကိုဖော်ပြနေတာပါ။ပြီးစမချက်တကယ်အသက်ရှိတဲ့ဖျားဆိုတာအိမ်ကမိဘတွေပဲဖြစ်ပါတယ်။မိဘနဲ့မိသားစုအပေါ်ကျင်နာသနာပြီးကောင်းမွန်ဆက်ဆံခြင်းကသာမိသားစုကိုတိုးတက်စီပင်စေပြီးစိတ်ချမ်းသာမှုကိုပေးနိုင်မဲ့အကောင်းဆုံးသောကုသိုလ်ဖြစ်ပါတယ်။ဘာဖြစ်လို့မိဘကိုလှုပ်ကြွေးတာကဖျားเจ้าသွားပြီးအမွေးတိုင်ထွန်းတာထက်ပိုမြတ်တယ်လို့ပြောကြတာလဲကျွန်တော်တို့ရဲ့ယဉ်ကျေးမှုအရာမိဘဆိုတာသားသမီးတွေအတွက်အကြီးမားဆုံးသောကုသိုလ်မြေပဲဖြစ်ပါတယ်လူတစ်ယောက်ကမိနဲ့အနီးကပ်ဆုံးဖြစ်တဲ့မိဘကိုတောင်ကောင်းမွန်မဆက်ဆံနိုင်ဘူးဆိုရင်သူအပြင်လူတွေအပေါ်ဖြတ်တနေတဲ့အယိုသေးပေးမှုတွေဟာအပေါ်ရန်ဟန်ဆောင်မှုတသက်ပဲဖြစ်နေပါလိမ့်မယ်အဲ့ဒီလိုလူမျိုးကတော့တကယ်ကုသိုလ်စစ်ကိုဘယ်တော့မှရနိုင်မှာမဟုတ်ပါဘူးဒီလင်မယား2ယောက်ကဖျားလဲရှိခိုးရဲ့သားနဲ့ဘာလို့ပိုပြီးဆင်းရဲလာကြတာလဲဘာဖြစ်လို့လဲဆိုတော့သူတို့ဟာအပြင်ပန်းအရာတွေနောက်ကိုပဲလိုက်နေလို့ပါသူတို့ဟာမိသားစုအစဉ်ပြေချောမွေ့အောင်မလုပ်တလို့မိတို့ရဲ့အပြုအမူတွေကိုလည်းမပြုပြင်ပဲဖျားရှိခိုးခြင်းကိုလောဘဇောနဲ့ဖြက်လန်းတဲ့တစ်ခုလိုသဘောထားခဲ့ကြတယ်ဒီလိုကိုကျင့်တရားပြက်ပြားတဲ့လောက်ရက်တွေကြောင့်ပဲအခြေခံလူမှုဘဝတွေပျက်စီးပြီးကိုးကွယ်လေးပိုဆင်းရဲလေးဖြစ်လာခဲ့တာပါ